mini vlog အားလုံးပဲမင်္ဂလာပါဒါလေးကတော့ဖူခေကနေကြရပြီးတော့ခဲ့တဲ့ခရီးလေးအကြောင်းပဲဖြစ်ပါတယ်ရှင်ခရီးကတော့ည10:00နာရီကိုစတင်ပါတယ်နော်12 နာရီ ဒါလေးကတော့ gate ကျော်ပြီးပြီဆိုတော့7နဲ့ဝင်ပြီးတစ်ခုစားမှာပါ12နာရီလဲခွဲလောက်ပါပြီအချိန်ဆိုတော့ပြီးတော့7ကနေထပ်ပါမှာပါဒီလိုနဲ့ခရီးဆက်ပါတယ်နော်လမ်းမှာမိုးလေးလည်းနည်းနည်းပပရွာနေဒီလမ်းကလေနေခင်ပဲရှုခင်လာတလောင်ညတော့တော်တော်လေးကြောက်စရာကောင်းပါတယ်ပြီးတော့မှ finally ကြရပြီးကိုရောက်လာပါပြီဒါရစပချစ်မရောင်လေလေလုံနေကြတာပါ။နောက်နေ့မနေ့ရောက်လာပါပြီနော်။အလားပြင်တာရက်ရက်မှပြင်တော့ရှိဆိုပြီးတခါတည်းပြင်ပြီးမှရိုက်လိုက်ပါမယ်။အစင်တီရယ်ဒီဖြစ်ပါလေ။ဒါပါမိုးရရွာနေတော့မှာပဲ ကော်ဖီတောင်းနေပါ7-Eleven ဝင်နေစားစားမှာပါ ရှုခင်ရလို့တော်လေးလာတာပါနော်။ Google အားကိုနဲ့ခီးဆက်နေရပါနော်။ view point သွားတဲ့နေရာလေးကိုရောက်လာပါပြီအခုတော့တောင်တက်နေရပါပြီဒီကတိကလည်းတော်တော်လေးကိုစိတ်ပါတယ်တောင်တက်ရတယ်အလားမဖြတ်စီရတယ်တက်ပြန်ရိုက်လိုက်သေးတယ်ဒါကတော့တဝက်တော့ရောက်လာပါပြီပြန်ပြီးတော့ဆက်ပြီးတော့တက်ရပါတယ်finally ရောက်လာပါပြီနည်းနည်းပပတပုံလေးပါလေးရိုက်လိုက်ပါသေးတယ်နော်ခဏတာ view လေး enjoy လုပ်ပြီးတော့ပြန်ဆင်းလာပါပြီဒါလေးကတော့ကားထားတဲ့နေရာလေးပေါ့နော်ပြန်ပြီးတော့ခရီးဆက်ပါတယ်ကရဘီကလည်းပေါ့နော်ဖူခေလိုမျိုးပဲ beach တွေနဲ့ဝိုင်းရနေတာဆိုနေရာတိုင်းမှာ beach တွေပဲတွေ့နေရတယ်နော်ဒါကတော့ shoes လေးနဲ့ဆိုတော့ရေထဲမသွားရတော့နည်းနည်းလေးကလိုက်ပြီးတော့ပြန်ပြီးခရီးဆက်ပါတယ်နော်တခြားလုံးတောင်ထဲနေရာတော်တော်လေးကိုလာတယ်နော်ချီမိုးကဒါကတော့ဘိုက်ဆာလာတော့သမင်းဆိုင်လေးပဲနော်ဒါကတော့ မိုက်ခောက် beach လေးပါအခုတော့ပြန်ပါပြီအဆုံးထိချိပေးတဲ့အတွက်ကျေးဇူးပါ